ဟုတ်ကဲ့မင်္ဂလာပါဗျာဒီနေ့ကျွန်တော်စုစာဖောက်ခရရောက်နေပါတယ်ဒီနေ့ရင်တိုင်းမှုနဲ့တည်ဆုံးသွားတဲ့ဒီတော့ပြီးတော့ဖြစ်စဉ်ကဒီလိုမျိုးပါစပိန်နေတလန်နဲ့ပေါ့နော်စပိန်နေတဲ့အခါမှာအနောက်နေကားဝင်တိုက်တယ်ကားဝင်တိုက်လိုက်တဲ့အခါမှာဒီစပိန်နေတဲ့သူကတော့ဘူးနော်စပိန်နေတဲ့သူစပိန်နေတဲ့ကြီးလားစပိန်နေတဲ့သူကညီအနောက်ကလိုက်စီတဲ့လူကအကိုအဲ့ဒါကိုကားနေပြီးမှအနောက်နေဝင်တိုက်လိုက်တဲ့အခါမှာညီဖြစ်သူပေါ့ဟုတ်လားဒီတော့ညီလာတာဟုတ်တယ်တော့အခုလားတေဆုံးသူကနေပြီးမှအခုဖြစ်တယ်ပေါ့နော်အပေါ်နေပြီးပွဲချင်းပြီးတေဆုံးသွားတယ်ကြီးဖြစ်သူကဆေးရုံမှာဖြစ်ကြီးဈေးကူတာကြီးသေးဖြစ်ပါတယ်ပေါ့နော်ဒီနေ့ဒီကိစ္စပတ်သက်ပြီးတော့မှအခုကလိုက်လို့တော့ဒီလိုဒီကတော့ကြည့်တာထိုင်းနိုင်ငံမှာပေါ့နော်ဒီလိုဒါကျတော့အစောကြီးထားမျိုးပေါ်တယ်ဒါကျတော့ဘယ်လိုလဲတရားမျှတရေးလို့ခေါ်တယ်အခုတည်ရင်တိုင်းမှုမှာဆိုရင်အခုတော်တို့ဖားပြတာပေါ့နော်နိုင်ငံတော်နေပြီးတော့မှဒါကနိုင်ငံတော်တလားကန်တင်တဲ့တောင်းတဲ့ငွေပေါ့ဒါငွေဒါအခုပြီးပလောဘောငွေရပြီးပကံငွေရပြီးတော့ပကဆောင်ငွေရ၄ခုပေါ်ရမှာနော်ပကဆောင်ငွေရပကံငွေရပလောဘောငွေရပကဆောင်ငွေရ၄ခုရမှာပေါ့နော်ငွေရတော့ဒါပေမဲ့တေချာတော့ကျွန်တော်ဒီကစိုးကြီးထားမှဒါနိုင်ငံတော်ပေးတဲ့ငွေရ3သိန်းကျော်ရမှာတေချာတယ်ပြီးတော့ပလောဘော5သိန်းရတေချာတယ်ဒါပေမဲ့ကျန်တဲ့သူကားမှာသူတို့ပကံလောက်ထားလားမလောက်ထားလားဒါကိုကျွန်တော်တက်လိုက်ရအောင်ပါပေါ့နော်ပကံပဲကြည့်အောင်မယ်ပကံဆိုတော့ကလည်းတသန်းရှိတယ်5သိန်းရှိတယ်ပေါ့နော်ဒါကိုကျွန်တော်တက်လိုက်ကြည့်အောင်မယ်ပြီးသွားပြီးမှကျွန်တော်တို့ဒီမှုဆောက်တော့လုပ်ပြပေးပါတယ်เนาะဒါဆိုလည်းကျွန်တော်တောင်းလာပြီးသွားပြီဒီမှုလိုက်ဖို့သူကဖတ်သူမနေပါတယ်เนาะဘယ်လိုဖြစ်တန်းငယ်လေးနဲ့ဒီလိုအမြဲတမ်းကျွန်တော်ပြောပါတော့စပိန်နေတဲ့သူတွေစိတ်ကဲမောင်းတဲ့သူတွေလမ်းကူးသမားတွေအမြဲတမ်းကျွန်တော်တတိပေးတယ်အခုလည်းစိတ်မကောင်းစွာနဲ့စပိန်နေရကနေပြီးတော့မှအနောက်နေကောက်ဝင်တိုက်လို့ပွဲချင်းပြီးတည်ဆုံးသွားတဲ့ပုံဒါတော့စမှုစာခေါ်ဖတ်ကျင်လားဖတ်စလောဘာလို့ခေါ်လဲဖတ်ကျင်လို့ခေါ်ရနော်ဖတ်ကျင်မှာဖြစ်သွားတာပေါ့နော်ဒါကိုဒီနေ့ကျွန်တော်တို့လာပြီးရေးပြီးလာကျင်ဖြစ်ပါတယ်ဗျအဲဒါတော့အားလုံးတတိပေးစေချင်ပါတယ်အားလည်းပြောချင်တယ်ဟုတ်ကဲ့နော်အားလည်းလိုက်ကြတယ်ကိုလည်းလုံးပြတယ်ဒီမှာကိုတဲ့ပါလေကျွန်တော်နိုင်တော့ကိုက